မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောထားတဲ့တရားတွေကိုဘုန်းကြီးတို့တို့ဟာဒီလူလောကနဲ့တဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်မှုရှိပုံလေးကိုတုတ်တန်တစ်ခုမှဘယ်လိုဟောထားတော့လို့ဆိုဒါလည်းအမြဲတမ်းတတိထားစရာကောင်းတယ်ပေါ့အမြဲတမ်းတတိထားစရာကောင်းတယ်အဋ္ဌမိကတုတ်တဲ့ရှင်းလားအဋ္ဌမိကတုတ်မှာမြတ်စွာဘုရားကဘယ်လိုဟောထားတော့ဆိုအခြေအနေတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့လာတယ်ဆိုတာကိုရှင်းပြတယ်ဒါဟုတ်မဟုတ်ကိုယ့်ဘာကိုစဉ်းစားကြည့်ပေါ့အခြေအနေတစ်ခုကဆက်သွယ်လာတိုင်းပြည်တစ်ပြည်မှာတိုင်းပြည်ကိုအုပ်စိုးတဲ့မင်းဟာအဓိကကြတယ်အဲ့ဒီအုပ်စိုးတဲ့မင်းကတကယ်ကိုတရားဥပဒေတိုင်းတရားနိလန်းကြကိုချင်းတရားမဖောက်ဖြစ်ဖ ೇನೆ တိုင်းပြည်ကိုအုပ်ချုပ်ဖို့လိုအပ်တယ်တိုင်းပြည်အုပ်ချုပ်တဲ့မင်းကကိုချင်းတရားပြက်ပြားပြီးတော့ဒီတရားနိလန်းမကြတော့ဘူးဖောက်ဖျက်ပြီးတော့နေတယ်ဆိုလို့ရှိရင်နောက်ဆက်တွဲဘာတွေဖြစ်လာတော့စဉ်းစားကြည့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကကြီးကဲကဆိုပါတော့အဲ့ဒီမှာကိုချင်းတရားပြက်ပြားလာပြီဆိုလို့ရှိရင်ဘာဖြစ်တော့မင်းမှုတန်းတွေကိုချင်းတရားပြက်ပါလာဒါခွင်းဆက်ပဲမင်းကကိုချင်းတရားပြက်ပြားရင်မင်းမှုတန်းကိုချင်းတရားပြက်ပြားတယ်မင်းမှုတန်းကိုချင်းတရားပြက်ပြားရင်ဘယ်သူတွေကိုချင်းတရားပြက်ပြားတော့ဆိုဒီအနိကဆုံးနော်တိုင်းပြည်မှာအင်အားရှိတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုချင်းတရားပြက်ပြားလာအဲ့ဒီပုဂ္ဂိုလ်တွေကိုချင်းတရားပြက်ပြားပြီဆိုရင်တဏ္ဍာလုံးကိုချင်းတရားပြက်ပြားတယ်ခွင်းဆက်ပဲဒါရှောင်ရှားလို့မရအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဥပမာပေးထားတော့ဆိုလို့ရှိရင်နွားအုပ်ကြီးတအုပ်သွားတဲ့အခါမှာတဲ့ရှေ့ဆောင်နွားလားကဖြောင်းမြောင်းသွားလို့ရှိရင်နောက်နွားတွေလည်းဖြောင်းမြောင်းလိုက်တယ်ရှေ့နွားကကောက်ပြီးတော့သွားလို့ရှိရင်အကုန်လုံးဟာဖြောင်းမြောင်းမသွားကြတော့ဘူးလို့ဒါမြတ်စွာဘုရားကဒီလိုဟောထားတာနော်အဲ့ဒီမှာသဗ္ဗံရတ္ထံဒုက္ခံသေတိရာဇာစေဟောတိအဋ္ဌမိကောတဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းကမတရားတော့ဘူးတရားမဲ့တယ်ကိုချင်းတရားပြပြတယ်ဆိုလို့ရှိရင်တဏ္ဍာလုံးဟာဒုက္ခရောက်တယ်လို့ဒီလိုဟောတာဒါမြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာအဋ္ဌမိကတုကဲကောင်းပြီကိုချင်းတရားပြပြတာနဲ့ဘယ်လိုဒုက္ခတွေရောက်တယ်လဲစဉ်းစားဘယ်လိုဒုက္ခလဲလူနဲ့သဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်နေတယ်ဆိုတော့ပြောလူနဲ့သဘာဝပတ်ဝန်းကျင်ဆက်ဆက်အခုလို့တိုင်းပြည်အုပ်ချုပ်တဲ့မင်းကတရားမဲ့ဒီဖြစ်နေတယ်မတရားအုပ်ဆိုးတယ်ဆိုရင်မင်းမှုရန်တွေကမတရားအုပ်ဆိုးတယ်သူတို့နဲ့နှိစက်တဲ့ပုဂ္ဂိုလ်တွေကကိုချင်းတရားပြက်ပြားလာတယ်နောက်ဆုံးတိုင်းသူပြည်သားအလုံးကိုချင်းတရားပြက်ပြားလာတယ်တဲ့အဲ့ဒီလိုပြက်ပြားလာလို့ရှိရင်ဒီတင်ရက်သလားဆိုမရက်ဘူးဒါကလူတွေဒီလိုဖြစ်တဲ့အချိန်မှာဘာတွေကဆက်နွယ်ပြီးတော့လာတော့ဆိုမြတ်စွာဘုရားကဝိတမံစန္ဒိမသူရိယပရိဝတ္တန္တိဒါသိပ္ပံဆရာတွေတွေ့ချင်မှတွေ့မှာမြတ်စွာဘုရားဟောထားတာဒီတိုင်းပဲเนาะလူကြီးကိုချင်းတရားပြက်ပြားပြီဆိုလို့ရှိရင်တဲ့ဝိတမံစန္ဒိမသူရိယပရိဝတ္တန္တိလာရီနေတွေဒီစัจ java လာတစ်ခုမှလှက်ပတ်ပြီးတော့နေတဲ့အနေအထားတွေဟာပြောင်းလဲလာတယ်လမ်းကြောင်းတွေလွဲလာတယ်လို့ဆိုခုလည်းပြောကြတာပဲလေဂျိုကြီးကဘယ်ရောက်သွားတယ်ဒီရောက်တယ်ဆိုတာဒါလည်းဖြစ်နိုင်တယ်နော်လမ်းကြောင်းတွေလွဲလာတယ်ဆိုတာလူတွေကိုချင်းတရားပြက်ပြားလာလို့ရှိရင်လာတွေနေတွေဟာသွားနေကြလမ်းကြောင်းမဟုတ်ပဲလေလမ်းကြောင်းလွဲလာတယ်တဲ့လမ်းကြောင်းတိမ့်လာဒါဖြင့်လာတွေနေတွေလမ်းကြောင်းတိမ့်တော့ဘာဖြစ်လဲလို့ဆိုရင်နက္ခတ်တီတာယာတွေလည်းပဲလမ်းကြောင်းတိမ့်ကုန်တယ်တဲ့ဒါတစ်ခုနဲ့တစ်ခုခွင်းဆက်လူတွေကိုချင်းတရားပြက်ပြားမှုကနေပြီးတော့ဆက်နွယ်လာတာ။လာတွေနေတွေလမ်းကြောင်းလွဲသွားတဲ့အခါမှာနက္ခတ်တာယာတွေကလည်းလမ်းကြောင်းလွဲသွားတယ်။နက္ခတ်တာယာတွေလမ်းကြောင်းပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုနေတွေညတွေဟာပုံမှန်မဟုတ်တော့ဘူးတဲ့။ဒါဖြင့်နေတွေညတွေပုံမှန်မဟုတ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုရင်လအရေအတွက်တွေကလည်းလွဲကုန်တယ်
နော်မိုးရသည်ကဆောင်းရသည်ဖြစ်လို့ဖြစ်နေလွတ်ချော်ချော်တွေအကုန်ဖြစ်ကုန်တဘာဝကြီးဟာလွတ်ချော်ကုန်ခုခေတ်မှာတော့ပိုဆုံးလွာပါလို့ဘာဖြစ်လို့ဒီပြင်အကြောင်းနေတာရှောက်ပြောတာတကယ်ကတော့တတ္တဝါတွေအကျင့်ပြတ်တာကပိုအဓိကကြတယ်နော်လူတွေဖြက်စီးလို့တဘာဝပတ်ဝန်းကျင်ပျက်စီးလာဖြက်စီးတယ်ဆိုတာလူတွေရဲ့အကျင့်စာရိတ္တဟာဒီပတ်ဝန်းကျင်ကိုပျက်စီးစေတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ပေါ့နော်အဲ့တော့လာတွေဒီရက်လတွေအခြေအနေပြောင်းသွားတယ်ပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုရာသီဥတုတို့နှစ်တို့ဆိုတဲ့အနေအထားတွေလည်းပြောင်းလဲကုန်တယ်တဲ့အဲ့ဒါလို့ပြောင်းလဲတော့ဘာဖြစ်လာတော့ဆိုလေတိုက်တာတွေကလည်းမမှန်တော့ဘူးလေလမ်းကြောင်းတွေကမမှန်တော့ဟုတ်တယ်ဘုန်းကြီးတို့သတိထားကြည့်မိတယ်ငယ်ငယ်တုန်းကအနေအထားနဲ့တော်တော်ကွဲလွဲသွားပြီအခုလေတိုက်ပုံတွေကတော်တော်ကိုကွဲလွဲသွားတယ်နော်တော်တော်ကွဲလွဲသွားပြီအဲ့ဒါလို့လေတိုက်တာတွေကလမ်းကြောင်းမမှန်တော့ဘာဖြစ်လဲဆိုကောင်းကင်မှာနေကြတဲ့နတ်တွေကလည်းပဲသူတို့ကောင်းကင်မှာသူတို့ဗိမာန်တွေရှိတယ်အဲ့တော့လေလမ်းတွေကမမှန်တဲ့အခါကျတော့လေတွေကတိုက်ချင်ရတိုက်တဲ့အခါကျတော့နတ်ရဲ့ဗိမာန်တွေကိုလေတွေကဝင်တိုးတဲ့အခါမှာဗိမာန်တွေလှုပ်လာလှုပ်တဲ့အခါကျတော့နတ်တွေကစိတ်ဆိုးလာတယ်တဲ့ဒါတာမန်ပုဂ္ဂိုလ်တွေတော့မသိနိုင်ဘူးတော့ဒါမြတ်စွာဘုရားဟောတာပဲအဲ့ဒါလို့နတ်တွေကစိတ်ဆိုးလာတဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုတော့မိုးမမှန်တော့ဘူးတဲ့မိုးလေဝသမမှန်တော့ဘူးကောင်းကောင်းမွန်ရွာတဲ့အချိန်ကိုမရွာဘူးမရွာတဲ့အချိန်တွေကိုရွာလာတယ်တဲ့အဲ့ဒါဟာတဘာဝပတ်ဝန်းကျင်ကြီးကိုလူတွေကဖျက်ဆီးလိုက်လို့ပျက်စီးသွားတဲ့အနေအထားတစ်ခုပဲဒီလိုပျက်စီးတယ်ဆိုတာကိုတာမန်သိပ္ပံဆရာတွေမသိနိုင်ဘူးသူတို့သိနိုင်တာဘာလို့ဆိုတောတွေတောင်တွေခုတ်လို့ဘာလှုပ်လို့ညာလှုပ်လို့ဒီလောက်ပဲသူတို့ပြောလို့ရမယ်မျက်စိကမြင်တာနော်မြတ်စွာဘုရားကတာမန်လူတွေမျက်စိနဲ့မမြင်ရတဲ့အကြောင်းအရာတွေကိုအခုကထောက်ပြတယ်တာမန်ပုဂ္ဂိုလ်တွေမမြင်ရအဲ့တော့လူတွေကိုချင်းတရားပြက်လာလို့ရှင်ဒီလိုအခြေအနေတွေကိုဆိုက်လာတယ်တဲ့အဲ့တော့မိုးလေဝသမမှန်တော့ဘာဖြစ်လဲလို့မေးစရာရှိတယ်မိုးလေဝသမမှန်တဲ့အခါကျတော့တဲ့စိုက်ပျိုးတဲ့စားစရာသီးနှံလူတွေကဒီသီးနှံကိုစားကြအသက်ရှင်နေဆိုတာဒါတွေစားပြီးအသက်ရှင်ရမှာကိုကောက်ပဲသီးနှံလူတွေစားတဲ့ကောက်ပဲသီးနှံတွေဟာမမှန်ကန်တော့ဘူးတဲ့အဲ့ဒီမမှန်မကန်အစီဩဇာတွေရုပ်လျော့သွားတဲ့သီးနှံတွေကိုစားတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လာတော့ဆိုအသက်တိုးလာတယ်ခန္ဓာကိုယ်အသားအရည်တွေရုပ်လျော့လာတယ်ယောဂါတွေထူပြောလာတယ်အားလုံးမြတ်စွာဘုရားကဒီလူသားတွေနဲ့ပတ်သက်ပြီးတော့လူသားတွေကိုချင်းတရားပြက်ပြားသည့်အတွက်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အချက်10မျိုးထိအောင်အခုလို့တစ်ခုနဲ့တစ်ခုခွင်းဆက်ပဋိစ္စသမုပ္ပါလိုပဲဒါဖြစ်လို့ဒါဖြစ်တယ်ဆိုတာတွေကိုမြတ်စွာဘုရားအကြောင်းနဲ့အကျိုးနဲ့ဟောဒါအလွန်တရာမှန်ကန်တယ်ဒီကနေ့စားနေတဲ့အစာအာဟာရတွေကိုကြည့်အဗ္ဗဓမ္မအန္တရာယ်များတဲ့အစာအာဟာရတွေဖြစ်လာငပြောသီးတောင်ဆေးတို့ပြီးတော့မှဲ့တာတို့တရက်သီးလည်းဆေးတို့ပြီးတော့မှဲ့တာတို့နော်ဖရဲသီးဆိုတာတောင်မှပဲဆေးတို့လိုက်ရင်ရဲသွားတဲ့ဖရဲသီးအကုန်လုံးဟာဆေးနဲ့လွတ်တာအမတန်မှရှာတချို့ကလည်းမသိကြတကယ်တော့အဲ့ဒီအတိုင်းဖြစ်နေတယ်ဆိုတာသိချတယ်ဒီဟင်းညွန့်မုံလေးပါလေးစားတာဒါအဲ့ဒီတက်ကိုကြီးမားသွားပြီအခုဟာဟင်းညွန့်မုံကဒါတွေနဲ့ဆိုင်ရင်နည်းနည်းတော်အောင်မလို့ပြောတယ်အခုကပိုဆိုးသွားတယ်နော်ပိုဆိုးသွားတယ်တီးနှံတွေကိုဆေးဖြန်းလိုက်တယ်ဝင်းဝါပြီးတော့မဲ့သွားတယ်ဒီဆေးတွေကအစိတ်တွေပဲလေအဲ့တော့အခုဆိုကြားရတယ်ဗာကြားတော့ဆိုလူတွေကကျမ်းမာရေးကောင်းတယ်လို့တဆင့်ပြောရင်လူဆိုတာကကျမ်းမာခြင်းညတာဒါသဘာဝပဲပေါ့ငကမောက်သီးစားရင်ကျမ်းမာတယ်ကျမ်းမာရေးအတွက်ကောင်းတယ်လို့ကိုလူကပြောဒီလူကပြောအဲ့ဒီငကမောက်သီးကအဖြူနဲ့အနီနှစ်ခုရှိတယ်အနီဆိုလို့ရှိရင်ဈေးပို့ပေးရတယ်သူကပို့ကျမ်းမာရေးကောင်းတယ်လို့ပြောတော့ဘာလို့လဲငကမောက်သီးအနီတွေကဆေးဆိုးတာဖြစ်လာဒါတကယ်ကိုပြောတာနော်တကယ်အဲ့ဒါလို့ဖြစ်လာစားစရာကိုလောကကြီးမှာမရှိတော့အောင်ဖြစ်လာခုဟာ
ဆေးမဆိုးတဲ့အစားအစာဆိုတာတော်တော်ရှားသွားပဇွန်ကြောင့်လည်းဆေးဆိုးတာပဲပဲလည်းဆေးဆိုးတာပဲအကုန်လုံးဟာဒီဆေးနဲ့လွတ်ကင်းတာအမတမရှားတယ်အလုံးသိကြတယ်လက်ဖက်ဆိုလည်းပဲအယောင်လေးလှအောင်ဆေးဆိုးတာပဲအကုန်လုံးဒီဆေးဆိုးထားတဲ့ဆေးတွေဆိုတာဟာလူရဲ့ခန္ဓာကိုယ်နဲ့တင့်တော်တဲ့စားလို့ရတဲ့ဆေးမှမဟုတ်တာပဲအဲ့ဒါလို့လူလောကကြီးဟာလွန်ကျွံဖြစ်တဲ့လောဘတွေလူတွေမှာကိန်းလာတဲ့အခါကျတော့စားစရာအစာအစာတွေဟာအန္တရာယ်ဖြစ်စေတဲ့အရာတွေဖြစ်လာတော့ဒီကနေ့ခေတ်ဒီအစာအစာတွေခန္ဓာကိုယ်ထဲရောက်သွားလို့ရှိရင်ဘယ်ကိုဒုက္ခပေးတုံဆိုရင်အသည်းနဲ့ကြောက်ကပ်ကိုသွားဒုက္ခပေးတာပဲဘာဖြစ်လို့လဲဆိုအစာအစာမှန်သမျှအသည်းနဲ့ကြောက်ကပ်ကိုသွားတာဟုတ်သူကကြောက်ကပ်ကအသည်းကတန့်စင်ပေးရတယ်ဟောကြောက်ကပ်ကတန့်စင်ပေးရတယ်ဟောဒီတကူကဒီသူတို့နဲ့မတည့်တဲ့ဓာတ်တွေကြတော့အလုံးမလုံးနိုင်ကြတော့အလုံးမလုံးနိုင်တော့အသေးယောဂဖြစ်တယ်ကြောက်ကယောဂဖြစ်တယ်ဒီကနေ့ခေတ်မှာအဲ့ဒါတွေပိုများလာတော့လောကကြီးဟာဒါပျက်စီးဖို့ရအကြောင်းတရားတွေပဲလို့ဒီလိုပြောရမှာပဲပျက်စီးဖို့အကြောင်းအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအဋ္ဌမိကတုတ်ကိုဟောလိုက်တာဒါတနိုင်ငံတိုင်းဖြစ်တာမဟုတ်ဘူးနိုင်ငံတကာမှာဖြစ်နေတဲ့ကိစ္စတွေကိုပြောပြတာနော်လောကမှာအတုလောက်တာတွေကလည်းအမှန်တမ်းများတယ်အစားအစာတွေအတုလောက်တယ်ဟောအမေရိကန်နိုင်ငံတို့တောင်မှပဲကြည့် fertilizer free ဆိုတဲ့ဆိုင်ကတတ်ရှိဈေးကြီးပေးဝယ်စားကျန်တာတွေက fertilizer တွေနဲ့လောက်ထားတယ်ဓာတ်မြေဩဇာတွေထည့်ပြီးတော့ဒီကြည့်လိုက်လို့ရှင်အလုံးကြီးတွေချောအောင်လှအောင်လုပ်ထားဘာကအဆုံးဖြတ်ပေးသွားတာတော့ဆိုရာသီဥတုနဲ့အာဟာရအဆုံးဖြတ်ပေးတာအဲ့တော့ရာသီဥတုကညံ့လာပြီဆိုလို့ရှိရင်ညံ့တဲ့ရာသီဥတုပေါ်မှာမှီပြီးတော့စိုက်ရတဲ့သီးနှံတွေကလူရဲ့ခန္ဓာကိုယ်ကိုထိန်းနိုင်စွမ်းနေနဲလာတယ်အခုထိန်းနိုင်စွမ်းနဲတဲ့အစာအာဟာရတွေပေါ်မှာထပ်ဆင့်ပြီးတော့အဆိပ်တွေတင့်နေဆိုပိုဆိုးလာတာပေါ့ဒီလိုဆိုလို့တာနော်အဆိပ်တွေကထပ်ပြီးတော့ပိုးလာငကောကမှရာသီဥတုမမှန်လို့အစာအစာတွေကဒုက္ခရောက်ရတဲ့ထဲမှာအစားအစာတွေရဲ့ဒီစွမ်းဆောင်မှုကအားပြော့သွားတဲ့အထက်မှာတခါ chemical ဆိုရဒီအဆိပ်ဓာတ်တွေနဲ့ပြန်ပြီးတော့လုံးလိုက်တဲ့အခါကျတော့လူတွေမှာဒုက္ခရောက်ပေါ့အသက်ကပိုးတူဖို့ဖြစ်လာတယ်ပေါ့အဲ့တော့ဒီအန္တရာယ်တွေအားလုံးဟာဘု து ကြောင့်ဖြစ်တာတော့ဆိုမြတ်စွာဘုရားဟောရင်လူမိုက်တွေကြောင့်ဖြစ်တာတဲ့လူမိုက်တွေကြောင့်ဖြစ်တာအဲ့တော့အလွန်ကြောက်စရာကောင်းတယ်